လောက်ပဲစိတ်ညစ်စရာတွေများနေပါစေเนาะဒီဗီဒီယိုဖိုင်လေးကိုဖွင့်ကြည့်လိုက်တာနဲ့လုံးဝစိတ်ချမ်းသာမှုအပြည့်ပြန်ရသွားမယ်ဗျာ နေဆောင်လေးရ Sonim got all of me. စောနင်ခါအော်မီ ဟုတ်ကဲ့ဆောင်းနေတာအောင်မီ စောနင်ခါအော်မီဆိုတဲ့ဒါချင်းလေးရကောင်းစင်နေတယ်မယ်ရင်ကုန်စိတ်လို့ရှာပါနော်စောနင်ခါ အောင်မီ အော်မီ ဆောင်းနေတာအောင်မီ ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ ဟု ဗျာ တ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ် ဒီတချင်းကောင်းစင်ပြောတွေကလူဒီကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ဝဲဝင်တွေကတော့ဒီတချင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာ ဟုတ်ပါတယ်ဟုတ်ပါတယ် ဒီတော့ဒီချင်းကောင်းစင်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကျွန်တော်ဒီပါဒီတချင်းဒီ โอเคโอเค ဟာတာဆန်ဆန်တချင်း ဟုတ်တယ်ဟုတ်တယ် ရန်ကိုဟိုပါပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်အဲ့လည်းမားနိုင်တယ်ဗောနော်ဘာလို့သူတို့ရဲ့မျက်နှာကိုကျွန်တော်ကက်ကက်ကြည့်တော့တချင်းကောင်းစဉ်ကျွန်တော်လိုက်ပြောတဲ့အချိန်မှာအားလုံးပျော်ရွှင်ရီမောနေတာတွေ့ရတယ် ဟုတ်တယ် first ဟုတ် fight တယ် ပဲဖြစ်ဖြစ် corner fight ပဲဖြစ်ဒါလေးဆိုပြ ဟု လို့ တ် ရ ကဲ့ မလား ဆုပြတယ်ဆုပြတယ်ဆုပြတယ်ပါ corner ပဲဆိုမှာဟုတ်ကဲ့ ဟုတ်ကဲ့ပါဟုတ် Cause all of me love ပါရီဆိုနေတာလေ all of you left your curves and your cages. အဲ့ဒီတချင်းမှာအားရဆိုတဲ့ ဟုတ်တယ် corner fight လေးပါကျွန်တော်ကြားလိုက်တာက စကပြန်လိုက်ဝင်စကပြန်လိုက်ဝင် အော်ဆိုတာလည်းကြားလိုက် အော်ကြားဟုတ်ပါတယ် let's ဆိုတာလည်းကြားလိုက် ဟုတ်ပါတယ် you ဆိုတာလည်းကြားလိုက်နော် you let's all ဆိုတာဒါကိုကျွန်တော်ဒီမှာလို့အဓိပ္ပာယ်ဖွင့်လိုက်တော့ you ဆိုတာတော့နင်တို့ပေါ့နော် let's ဆိုတာချစ်တယ် all နင်တို့အားလုံးကိုချစ်တယ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်